အောင်ဘာလို့လဲတာငင်းချပုံးနေငင်းချပုံးနေဆိုတော့ဘာလို့လဲတော့ငင်းချပုံးတယ်တော့ငင်းချပုံးနေငင်းချပုံးနေထွက်ခဲ့ပါဘူးရမှုအသိန်းအောင်ကြားတယ်ဟုတ်ကဲ့နှစ်ထည့်ယူလေအားလုံးပဲမင်္ဂလာပါခင်ဗျာ မင်္ဂလာပါရှင် ကျွန်တော်တို့စန်ဒီထက်ရောက်လာပြန်ပြီပေါ့နော်ဒီတစ်ပတ်စန်ဒီ weekend ဒီမှာကြာတော့ကျွန်တော်တို့နှစ်ယောက်ကနေပြီးတော့ဘာစီစဉ်နေရှိတယ်ဆိုတော့ဒီနေ့အခုအပြင်သွားမယ်ပေါ့နော်အပြင်မှာကျွန်တော်တို့ကားစီထည့်မယ်ရေစီးမယ်ပေါ့အဲ့ဒါပြီးရင်ကျွန်တော်တို့ရဲ့ဒီတက္ကသိုလ်တွေကပေါင်းလာရဲ့ငယ်ပေါင်းကြီးဖို့တကယ်ချင်းအဖွဲ့ရှိရပေါ့နော်အဲ့ဖွဲ့လည်းမဆက်မပေးရသေးဘူးအဲ့ဖွဲ့နဲ့ကျွန်တော်တို့ရတိတ်ထားရမတွေ့ရကြပြီးတော့တကယ်ချင်းတွေကတက်ကြီးရောကိစ္စများများသူတို့ပေါင်းမှာဒီငငယ်ရတော့ဟိုမလန်းဆန်းမသက်ကြွနိုင်ကြဘူးပေါ့နော်အဲ့တော့ဒီနေ့တော့မာလာရှမ်းကောစားကြမှာလားမသိဘူးချိန်သားကြရပေါ့တိတ်ထားကြပြီးရင်ချိန်လည်းပြောလိုက်အောင်ချိန်သားပဲချိန်တော့မသိဘူးအခုတော့ကောခံနေရပြီနောက်ကျနေလို့လေခုနတကောင်ကဖုန်းဆက်ပြီးတော့ကောနေပြီကျွန်တော်နောက်ကျနေချိန်က4နာရီတဲ့4နာရီလို့ချိန်မှာ9နာရီရမှာမဟုတ်လို့တဲ့ပြီးလည်းပြီးတော့တယောက်ကထားပြီးတော့ group ထဲမှာထားလို့တဲ့ shopping တွေပါထွက်ရအောင်လေဆော့တွေ့ရအောင်လေဆိုတော့တနာရီလာခဲ့တဲ့အေးလို့ဆိုပြီးတော့အခုဘယ်နှနာရှိကျွန်တော်ကလည်းမနက်ကအလုပ်လေးရှိရောအလုပ်ရပြီးတော့လည်းပူဆိုးသွားတော့နော်အဲ့တော့အခုညနေတငယ်ချင်းတွေဒိတ်ကြမယ်ပေါ့ဒိတ်ပြီးမုံစားကြမယ်ပြီးရင်ခကြီးထွက်ဖို့တိုင်ပင်ကြမယ်ပေါ့နော်ခကြီးရောက်တကယ်ချင်းဒီခကြီးထွက်ရင်တိုင်ပင်နဲ့ထုံးစံတိုင်းပဲပေါ့10ခေါက်တစ်ခေါက်မှပဲအောင်မြင်တာပေါ့နော်ကျွန်တော်ပေါင်းလာတော့18နှစ်လောက်ရှိပြီဆိုပေမဲ့ခကြီးထွက်တာတော့လက်တစ်ဖက်တော့သိမပြေးကျင်သေးဘူးပေါ့နော်အဲ့ဒါချောင်းတာကိုဘယ်နှခေါက်လဲမသိဘူးချောင်းတာကတော့ကြတော့တစ်ခါမှ9ခေါက်လောက်ရှိရဲအခုလာဟေ့သွားမယ်ဟေ့ဆိုညတွင်းချင်းခေါ်သွားကောက်ခါငင်ကအဲ့ဒါပါသွားချောင်းတာမဟုတ်တာဆိုလို့ကလောတစ်ခေါက်ပဲဘန်ကောက်တစ်ခေါက်ပဲရောက်ပြီပေါ့နော်ဒီခါတော့တိုင်ပင်ကြည့်ရုံပဲပေါ့အဲ့တော့အောင်မြင်ပါလားမအောင်မြင်ဘူးလားဘာဆက်ဖြစ်မလဲဆိုတော့ကျွန်တော်တို့တင်မြမဲဆွဲကြည့်ပဲပေါ့အဲ့တော့ဘာဆက်ဖြစ်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ဖလော်လေးကိုဆက်ကြည့်ပြီးအားပေးပါအောင်ခင်ဗျာအဲ့တော့ကျွန်တော်တို့သွားလိုက်ပါအောင်ခင်ဗျာနောက်ကြနေလို့ပါခင်ဗျာလိုက်ခဲ့ကြပါခုတကယ်ချင်းတွေကိုတယောက်ချင်းစီဖုန်းလိုက်ဆက်ကြည့်မယ်ပေါ့နော်ခုနတယောက်ကတော့ပေါ်နေဟုတ်ကြနေလို့သူအိမ်လာခဲ့မယ်ဆိုပြောတာဒါမှ2နာရီ shopping ထွက်ချင်လို့ခေါ်ထားရစေတရားသူတို့လင်မယားအတွဲ2ယောက်စလုံးကတငယ်ချင်းပဲဟယ်လိုရှင်တဲ့တို့ရောက်ကျွန်တော်မြင်ဘူးလို့ရှိနေရကွာစားလေးလုံးကွာစားလေးကြားလာပြီက
တော့မွေးက ကျွန်တော်တို့အေးကိုပဲဆိုရင်သူတို့ကဆိုရင်ယူရည်နေကြတယ်တော်ဝိတ်ကတော့ မအဲ့မကြီးကြောက် အဲ့ဒီယူလိုက်ရမလား9900တောင်းတဲ့တော့ပတ်ဆောင်ဝယ်ပေးရမှာโอเคရှင်းအောင်လိုက်ကြည့်ပေးတာပါ ကျွန်တော်တကယ်ချင်းတွေကတက္ကသိုလ်မနှစ်ကလေးကပေါင်းနေရပါတော့။နေပေါင်းကြီးပေါင်းနေ။နေပေါင်းကြီးပေါင်းနေပေါင်းကြီးပေါ့။တက္ကသိုလ်ပထမနှစ်တဲ့တကယ်ချင်းတွေပါ။နောက်ထပ်ရောက်လာမယ်။အောင်နေကြပါသေးရဲ့။မသိဘူး။လူစုံတော့လုံးဝစောက်ကြည့်ရမှာမဟုတ်တော့ စစ်တိုင်းတော့ ဒီပေါ်လို့ရိုက်တော့မှာ ပို့ဆိုရင်၄နိုင်တော့တယ်2နိုင်ချိန် ။နှစ်နာရီချိန်က လာပါ ရောက်ခက်ပြီရောက်ခက်ပြီ အားကြီးပါ ရောက်ခက်ဆုံးပြော တော့အားကြီးပါ Craziest one in group. Craziest one in group. Chưa quay nè. တောင်းလို့သွင်းနေတော့ Hả? ဟုတ်ဘူးပါတသိန်းနဲ့9000ရှင်းရမှာ哦2000 cashback ပြန်ရတယ် A+ နဲ့အဲ့တော့ short ပြီးရှင်းရမှာ8000ကျော်ပဲကြာ Cà mi vào. ကပြီပါ Cà mi vào. ထွက်တော့မရဘူး Vì mà thế gì? Vì mà thế gì? Quay nào tao? Vì mà thế gì mà? တရားပါပါဘာဘာတက်ကနိုဆိုရလာမျိုးတက်ကနိုမသေးချီတော့နော်အဲ့ကောင်ကအဲ့ဒီကောင်လုံးမဲ့ကောင် မရဘူးရေးစင်းတွေမှာပြောဆိုလည်းမရဘူးချက်ချက်တအားတွေပြော အဲ့ တာ ပါအဲ့ဒီ နောက်တစ်ခုမှဈေးဆိုင်နေရတယ်တော့အဲ့နည်းလို့ပဲဟောတော့နည်းလို့ပဲမင်းကအဲ့ကောင်ကအဲ့လိုပဲ နမေဝါပြလိုက်နမေဝါပြလိုက် ဒါပေမဲ့ဒီကောင်းနေမှာမှတ်တယ်တော့ဘလော့မှာပြပြီအဲ့ကောင်မြင်လို့ပဲအခုပေါ်မလာတဲ့အမြဲတမ်းတကယ်ချင်းတွေချိန်ရင်မြဲတယ်အကြောင်းရှိအကြောင်းခုပေါ်နေရဲ့ဟိုကျွန်တော်ဖုန်းဆက်ပြီးဆဲကြပါမယ်ခုနကျွန်တော်တစ်ခါဆဲပြီးသွားပြီထပ်ပြီးတော့လူစုပြီးထပ်ဆဲကြမယ်အဲ့ကောင်တစ်ကောင်ရှိ ရေ ရဲ့ တော့ဖုန်းသက်တာသူ အဲ့ကောင်တစ်ကောင်ရှိရဲ့ ရေတော့ဖုန်းသက်တာလည်းမဟုတ်တာသူအခြေအနေကြီးတောက်တာအမြဲတမ်း အမြဲတီးတော့တာ तू ဘာမှလှုပ်စားလို့ရအောင်မလဲကားရောင်းလို့ရမလားမြေရောင်းလို့ရမလား तू ဘာလှုပ်စားလို့ရမလဲဆိုတော့သိကျင်လို့အမြဲကျွန်တော်တို့တီးတောက်ပြီးတော့ pressure ပြီးသွားရောက်လာအဲ့ကောင်တစ်ကောင်ကျွန်တော်ဖုန်းဆက်ပြီးတော့ဝိုင်းဆဲရပါမယ်တယောက်တစ်ကောင်တော့လာဦးပြောလိုက်ကြတော့ အမလည်းဘာလို့ပြရလဲဘိုက်ချလို့ဒီမှာသိတော့ဒီတော့တော့လည်းပြန်လာပြန်လဲဘယ်လိုလာလဲဒီကိုဘယ်လိုလာအောင်ပါဒီလိုလာတော့ပါဒီကိုချိန်နေဆိုတာနေရနေကြတရားသွားဖို့ခဏရဲ့အချိန်လာပြီအခု9နိုင်6နိုင်နေနေလာပြီဘာလို့ချက်တော့မှာလဲ ဒီချက်လေးလေးဟုတ်လား ဒီကဘာလို့ပြောတယ် ဟာညောင်မင်းပါလေမင်းမဟဲ့တော့ပါလို့တော့ငါရောက်တာကြားလာတယ် ကြားလာပြီညနေဈေးရောက်ကြားလာ တို့တော့မှကျေးဇူးအောင်ဆက်နေ ဒီလိုအောင်ဆက်နေရတယ် ငါနိုင်ဟိုကမြန်မာနိုင်ငံမှာငါနိုင်စကားပြောပါ ကျပိုင်းစားနေပြီလေ ဒီလိုရန်ပြတာလို့တော့ သူ့မဆောင်ဘူးဒီလည်းမတော်အောင် ဟိုမင်းစီမလာဘူး ကာလည်းမဆောင်ဘူးတော့တော့ ဘာလို့ဘယ်လိုသွားမလို့မင်းမပါရှိလို့ ဒီထဲလာတော့လေ တပီကျိုးနဲ့ကြောင်းနေတယ်ကြောင်းနေပါပါ ဟာလေငါတို့က ဟိုလေငါနဲ့မပြောငါနဲ့မပြောညီချက်နဲ့မပြောညီချက်နဲ့ပြောမင်းပြောမင်းလည်းပြောပေးလိုက်တော့ဘာဖြစ်လို့လဲငါဘာဖြစ်လို့လဲအေးလေပြီးတော့အေးလေမင်းလည်းမပြောတော့မမဲယူပါတော့အေးလည်းဘူးလာတော့ ဟောတကယ်ကြီးနေလို့ဆိုရင်တက်တက်ကြောင်းနဲ့ရောက်လာတယ်ဒီတော့ဘယ်လိုလဲမှာပါ တော့သိသောနေသော နေတော့ရောက်တယ် ကျွန်တော်တို့ကဟိုကောင်တော့ မနေတော့ ရောက်မလား စီးပွားရေးသမားရောလည်းကစီးပွားရေးသားတွေပထမအစနာတွေပထမ ငယ်ကျလည်းမသိဘူးကလည်းမသိဘူး ဘာမှမသိပုံလေးကြီးပုံလေးကြီးရမလား မတို့လည်းတမင်များလို့ရလားနော်တဲ့တဲ့တယ်လို့ဘာလို့ရလဲတဲ့တဲ့ဘာလို့လဲလို့လာမရောက်တော့ရောက်မဖြစ် ဟုတ်လားမသိဘူးငါတို့ကသူရဲ့ lucky လေး ကျန်တဲ့ချိန်မှာဒီတိုင်းမှာလို့ရ ။ညမာလုံးလည်းကြားနေတယ်။ညမာလုံးလည်းကြားနေတယ်။မင်းတို့အဲ့တော့ဘုံဒီက။အဲ့တော့အေးစိပြီပေါ့။စင်မော်လေးရောက်အနောက်ဆောင်ဘာလို့လဲတာ။ငင်းချပုံးနေငင်းချပုံးနေဆို။ဟုတ်လေငင်းချပုံးနေတော့ငင်းချပုံးနေငင်းချပုံးနေတော့ကဲပါဆို။အဲ့တော့အတော့။ရောက်ရောက်ရောက်။ဒီ
ပုံလို့ အဲ့လေကပွင့်တယ်ပွင့်တော့ကြားတယ် ဒါဟိုလေလက်ကမာဒီဆွဲလို့ရတဲ့ဟာ ပါပါတော့လက်ကပါပုံပြလိုက်ပါဦးပြီလက်ကပါဒီဆွဲလို့ရတယ် အားတော့အဲ့ရှယ်နဲ့ချက်ချောင်းပုံเลย အခုစားဘူးတော့ ဝေလုံးနဲ့ဝေရ6လုံးနဲ့ဒါဝေရ6လုံးနဲ့တော့ဝေရပြဝေရလုံးရပါအဲ့စားမှာအခုသူရောက်လာချင်းပြပါမယ်သူရောက်လာချင်းပြမယ်ဆိုတော့လာရဲ6နာရီနော်6နာရီ7နာရီရှိပြီလေဘာသာတော့6နာရီရှိပြီ6နာရီရောက်လာတော့ အားရည်တော့ဆက်တယ်ဘလို့စီမင်းတက်မှာ2နာရီကြာတယ်6နာရီအားရည်ဆေးမှာ2နာရီကြာတယ်2နာရီကြာပါတယ်2နာရီချိန်တယ်လေကျွန်တော်2နာရီပေါ်လို့6နာရီပါပဲနော်တုံးနဲ့တကယ်ချင်းတွေ့တယ်မဆိုလို့ရင်းပြပြအောင်တပင်လောက်တာလားဟုတ်တယ်တပင်လောက်တာဘိုင်းရွယ်ဟုတ်တယ်တပင်လောက်တာစေရီဟာကွန်ပျူတာတော့ပြောကြရတော့အင်းတို့ရုံးနေစီရီဟာကွန်ပျူတာတော့ပြောကြရတော့ ဝင်းတော့ကိုအဆက်ပါပေးလိုက် တော့ကလေးနဲ့ ငါတို့ဒီပါလိုက်တယ် နောက်ကြနေရမယ်ကြီးဘယ်လိုတော့လိုက်တယ်လေးစိမ့်လိုက်ပို့တယ်နောက်ကြတယ်လေးစိမ့်လိုက်ပို့တယ်နောက်ကြတယ်မာလာရှမ်းမောင်းသားဖို့ချင်းနောက်ကြတယ်မာချင်းလောင်းစားဆိုင်မှာရင်းစုံလေးပါရင်းဆက်စရာကောင်းတယ်ရင်းဆက်စရာကောင်းတယ်ဒီလည်းဖြစ်ပြီးကလေးလာအောင်မင်းတယ် အားရည်တူလည်းမတူဘူးဒါအေးလို့ ဒီတောင်းကြီးစားတော့နေတော့ဘာဖုန်းနဲ့ပြန်ဆက်တယ်ငါကားကြီးမစီးတော့မူးရငိုးနေပြန်ဆက်တယ် အဲ့ချိန်မှာငါဟိုဘက်မှာချိန်ပြီးသွားပြီ ဟုတ်သူ့နဲ့နေပါဒီကောင်းအလုပ်ထားလို့တာလို့ ပြန်လာဘဝနေအောင်ပြန်လာ ကလေးတွေလုံးလုံး ကလေးမလုံးနဲ့ဘဝနေအောင်ပြန်လာ ဟိုတငယ်ချင်းကိုတွေ့ရမယ်ဘာလဲ ကမနမရှိတယ်မှားတော့ဝယ်နေလို့ရှိရင်ငါဒီအခုချိန်တော့ပြန်ရောက်မှာ အဲ့မစားဘူးလေမင်းနဲ့ထည့်ဝယ်သားလေမင်းရ မှားလည်းမဟုတ်ပါဘူးချိန်နဲ့ချိန်နဲ့ရောက်မလာဘူး မင်းကတော့ဝယ်တာမ မ ဟုတ် င်း ဘူး ကတော့ဝယ်တာငါတော့တက် မင်းမလည်းခေါက်ဆွဲကြုတ်တွေဘယ်ငေါကနေဝယ်တာလို့ ဘယ်ကောင်းတဲ့ကွာ expire ဖြစ်တော့မစားရအောင်ပြန်သွားဝယ်ပြီ ဘာလို့အိမ်ဆိုးသွားလဲ မစားလို့မဝယ်ကြည့်ပါဒီကတွေ့ရင်သူဝယ်ကြည့်ပဲလာခဲ့ပါရော ဘာမှငါတို့တရားနေရအောင်လို့ဒီလေများနဲ့တော့ရ anniversary ပြင်ပါ ငါရိုင်းလိုက်မထည့်နဲ့တကယ်ရဲကြီးကြီးဒီလိုတွေ့ကြိုက်ပါ ဆောက်ရှုံး ငါရိုင်းလိုက်မထည့်နဲ့နော် ဒီမှာမိသားစုတွေစား လို တော့ တော့မှာယူရတယ်ဆိုပြီး အ တိ မေ လိုက် က တော့ ဆိုရှင်ရေကြီးလိမ့်မှာတင်တန်းတွေပါနှစ်တိုင်းတက်တာ ဆောက်ရိုင်းရောလို့ပြပြပြ ရရရောလို့ အမှန်ပဲ ဒီတိုင်းနဲ့ refresh လုပ်ရတယ် မရိုင်းရအောင်လုပ်နေကြတာအဲ့ဘရောမမကောင်း ကြိုက်တယ်အဲ့ ဘဝမှာစိတ်အညစ်ဆုံးနဲ့ဘဝထဲမှာဒီလူတွေနဲ့ကျွန်တော်ခီးထွက်တာပေါ့တိုင်မြင်တာလေအခုအပါဝင်ပေါ့နော်အခုတော့အဲ့ဟိုကျွန်တော် live ပြပေးပါမယ်ဘာလို့တောင်စိတ်ရှုပ်စရာစိတ်ညစ်စရာကောင်းလဲဆိုတော့ကျွန်တော် ဘာလို့ကားမှာရောက်သွားတော့ live ကျွန်တော် live ပြပေးမယ် အခု နော် မင်းနဲ့သွားချင်တာမဟုတ် ခီး ဘူး တော့ဘာမှမပြောရသေးဘူးရှိမှကျွန်တော်ကားရင်ရောင်းလိုက်ဆိုတော့ကောင်ကစပေါ်လာပြီအဲ့လိုနော်ဟို46သိန်းချီမလားဆိုတော့ကောင်ကတကောင်ကျွန်တော်လေးကိုကလို့စိတ်သက်ကြဖို့အစရတယ်ကျွန်တော်စိတ်သက်ကြနေပြီစိတ်သက်စားကြနေပြီ အကျိုးတင်ငါပေးရငါပေးရ ကားရောက်မဲ့လင်နေရတယ်ဒီစက်ချက်တွေပြည်နေပါလေဟုတ်တယောက်လည်းသွားမဲ့ဆိုရင်ရရဲ့အင်္ဂါဂျူပြီးသွားဖို့လည်းရရဲ့တကယ်ချင်းတွေစားဖို့တော့လည်းတင်နေ ဒီက46သိန်းတင်နေပြီ နော်အဲဘယ်သူနဲ့ဘယ်သူစားမှလဲအချိုးက စားတော့ရယ် အဲ့ဒါငါဘာလို့ငါတယောက်တည်းဘာလို့ဒီဘက်ရောက် မင်းအဆက်စား အဲ့ဒါဒီကနေ့ယူလာလေ ဝါ ငါ
တက်မှု1500တဲ့ ဒီတော့မဆောင်ပါဘူး မတော့ညီရ ဟုတ်ဒီမှာပြကြောက်တယ် ဆောင်းရဆောင်းပါဗျာ ဒီရောက်ဒီ ဆောင်းဝင်စားအေး ဟုတ်လို့ရ ဝင်ရငါမဆောင်းတော့ဝင်ရဟုတ်လို့ ဟုတ်ရောရော ဟာပါဒီကောင်းလားကောင်းလားကောင်းလားတက်လေလာပါဖုန်းတက်လိုက်လို့ရတယ်ဆောက်ပါ စက်ကပေါ်ဝင် ဒီဘောတန်မင်းနာရောရေးလိုက်ပါဒီဘလော့ပဲအားမပြောပါဘူး ပြီးတော့ဘုရားကတော့ချက်ချက်မပြောပြောတော့ငါတို့လည်းပြောပြီး ဟုတ်ပြီ ရကပြန်တယ်သူကချက်ချက် ငါအကုန်လုံးဆုံးရတော့လိုက် အဲ့ဟိုဘာတော့ဟုတ်ပြီအဲ့လို ဝေရတော့လိုက်တာဒီမှာ လာလာပြီးတော့လုံးလုံး သင်ကုန်းရောက်လိုက်ကြနေတာဒီမှာဆိုလို့ပြီ တော့ရှင်ကတော့ အထားမကားနှစ်ခုရောက်အောင် အောင်းနဲ့တွေ့ပြီးနေတဲ့ဒီရောင်းမှာသိကြတယ်တတိယရောနဲ့အထောက်အတန်နဲ့သတိဆိုတော့ ဒီတော့ရုပ်ပါလို့ရ တတိယနဲ့ဆိုမိုင်းကိုဆက်လိုက်အားဖြင့်ရောင်းရလဲ ညောင်းနေဝဲမှာလား ရောင်းရလဲကြောရငါကြော ဒီနေ့နေထွက်တယ်ဟာလာ ဒီနောက်ဒီတော့ပြီကွာ အဲ့ဒါပြဝယ်စားပြီးငါတို့ဒါပဲတော့ ကမောင်းရနေတယ်ဘယ်လိုကမောင်းရပတ်ရကမောင်းရနေပတ်ရနေရမတူဘူးပဲဝေးလာတဲ့ကပြောကြတယ်မဟုတ်ဘူးဂျာလည်းမဟုတ်ဘူးအဲ့လိုမင်းနေအောင် ဒီကလည်းလည်းရှေ့မယ် ဘာမှလည်းမသာဘူး ဒီကလည်းတော့ရောက်မယ်ဒီကမော်ရီရောက်တော့ ကမောရီမလိုက်ဘူးဟုတ်တယ်ကောင်းတယ်ကမောရီမလိုက် တရား ကမောရီမ ပတ် လိုက် ရနေနေ ဒီအောင်ပဲတရားကောင်းတယ်တရားကောင်းတယ် ဒီကိုတရားတော့ ဘုံဘုံပြပါဆရာမတရားအောင်ကြောင်းတယ်ဒါတော့မှဒီနေ့ပုံနေတယ်တရားမှအဲ့ဒါကျွန်တော်လည်းမသွားနဲ့ကျွန်တော်လည်းမသွားနဲ့ကျွန်တော်လည်းမသွားနဲ့ဘာမှမပြော အကဝတ်တော့ဒီတော့ဘောဘူးပါဘောဘာမှမကြည့်ဘူးဘာလို့ဘုံမစောတာဒီပိုင်းရှိသွားကြည့်နော် ဒီဘိုင်းမှာအများကြီးရှိတယ် ရှိတယ်ပုံစံလေးတော့လာနေမှာ ဟုတ်တယ်ဒါကောင်းရင်ရေခဲထက်တယ် မဟုတ်တယ်လား ဒီကတော့သားလို့ရည် ဆက်တော့ဆက်လိုက် ဆက်ပြီးစားလိုက် အဲဒီ YouTube ပါတော့လည်းပဲဘူးလေးပါတယ်နော်ဆိုင်အောင်မှစားပြီးတော့အာရန်ကောဆိုတော့ကြားပါ ကြာရ ကြားပါမယ်နော် မိုက်ဘူးလေ အဲ့ဒီရပြီအဲ့ဒီလိုဆက်ပြတာ ဒီလိုလေးပြောရမယ် အဲ့လိုဒီလိုနော် တော့တော့ အော်ဘုရားကတော့တော့လာစားလို့ကောင်းပါရဲ့ကျွန်တော်တို့ယောက်က ဒီချင်းကမျိုးဆိုမြည် ဒီမာလာရှန်ကောရမ်းကြိုက်ပုံတော့မာလာခံရတော့ပထမဆုံးစားဘူးပါပြီးတော့ဒီကိုကိုဖူဆိုတဲ့ဆိုင်ကလည်းဒီ first time စားဘူးပါဗောနော်ဟောကောင်းပါရဲ့တော့လို့ပြောရမလဲဟိုတို့ပြောရမယ်ကောင်းပါကောင်းတယ်ဗောသူ့ရဲ့ဒီရလဲ ကိုလည်းမလုပ်ကြဘူး သူ့ရဲ့မကောင်းဘူးနော် ဒီမှာကြာအချိုးလေးကကော့လက်ချင်းအရသာလေးပေါ့အယူပြုတ်ပဲဒါပေမဲ့ကော့လက်ချင်းရတာလို့မျိုးပဲလုံးဝချိုးပြီးတော့ဝင်းလေးနဲ့ထားလို့ ခုဘလော်ဂါကြီးတော့မရှင်းပြတတ်ဘူးဒါပေမဲ့ နဲ့တော့မပြောပြ ဘဝလည်းမပြောပြတတ်ဘူးဒါပေမဲ့စားလို့တော့ကောင်းပါတကယ်ကောင်းပါဟောချောမှုပါ ဘယ်လိုကြောင့်စားပြပါ အားရလို့ အချိုးအဆက်မစားတဲ့ ဆိုင်ရှိပြတ်သွားတာ တော့ မွေးနေ ဒီ Junction City က Junction City ကကိုကိုဖူဆိုတဲ့ဆိုင်မျိုးလေညောင်းဖိုင်းကြီးရပါတော့မာလာကြိုက်တဲ့လူ ဆက် တွေ ကြရတယ် level ယူလို့ရတယ် level 1 2အဲ့လိုမျိုးယူလို့ရတယ် စင်တော်ပြီတော့ကောင်းတယ်ကျွန်တော်ကြိုက်တဲ့ item တွေလည်းအများကြီးရှိရယ်စားနေကြဆိုင်တွေမှာဆိုသူကြိုက်တဲ့ item တွေကမရတော့ပါလေလည်းရှိရယ်ပေါ့နော်ဒီဆိုင်မှာတော့ item လည်းတော်တော်လေးစုံပြီးတော့ဒါပထမဆုံးခေါက်စားပြတာဆိုရင်ကျွန်တော်တို့တင်မြတ်ထပ်ပြီးတော့စားပြမယ်လို့ထင်ပါတယ်ပေါ့နော်ဒီဆိုင်လေးရအောင်နော်ဒါဆိုဆက်ပြီးတော့စားလိုက်ပါဦးမယ်အများပြီးတော့ခရီးသွားဖို့လည်းတိုင်ပင်လိုက်ပါဦးမယ်ဆက်ပြီးတော့နည်းနည်းလေးတော့တိုးတက်တရားရောင်လေးတော့ရှိတာပါပြီဒါပေမဲ့ကျွန်တော်ရှိရပြင်များနှစ်ယောက်ကကျွန်တော်သိပြီးတော့မယုံလို့မရသေးဘူးပေါ့နော်ကားရောင်းမယ်ပြောလိုက်ဘာပြောလိုက်ညာပြောလိုက်ဟောနေရောလေဆက်ပြီးပြီးသားကြည့်လိုက် ဘာလို့လဲကအပေါ်ပိုင်းလိုက်မယ်ရတယ်အပေါ်ပိုင်းဘွားလည်းမတော့ပါနဲ့လားဘာလို့ပါလဲ ရ ငါတို့ကက်ပြောနေ စပြီသလန်း
ဘင်းကျုံရောက်လို့ငါနှစ်ခေါက်ရှိပြီချင်းရောက် တယောက်သေးကိုငန်းငန်းဆုံးသွားပြီးတော့ငင်းနေကြဟို ဒီမှာကချင်းမွဲပါလေချင်း ရှင်းလင်းမွဲပြသွားပြီသွားပြီမလဲဘာလို့မှလဲ လည်းဒီဝါလီခံရတော့မယ် ချင်းကျွေးရမ်းများသွားပြီ ဒီကသူမရှိရင်ဒီဆိုင်ကမလဲပတ်တော့ အဲ့လိုဖြစ်နေပါတကယ်ချင်းနေသူတို့တယောက်သေးဆိုတော့ရတယ်ဒီလိုပဲသွားပဲသွား အမေရိကန်ကြီးကောင်းနေရ ဟိုတော့ ဒီလား20လို့ငါပတ်စံမ တော့လည်းမပါဘူးကုန်လဲကုန်တော့ပြီးတော့ဘလို့တော့ပြီးတော့မယ် အများကြီးကျန်ပါနေဖုန်းကဘယ်သူဆက်ခိုင်းတာ ဟိုငါဘုရားခိုင်းလာ တကယ်ချင်းတွေကတော့တကယ်ချင်းတွေကတော့ဝိုင်းဆက်ခိုင်းတာ ဟိုဒီစိတ်နဲ့ပေါက်တက်တာ ဘောင်းလေးရောစားရဟုတ်ဘောင်းလေးပြန်ပေါ်ပါလား ထည့်ပေးလိုက်မယ် မတန်းကြီးပါဘူးနော်အရင်ကဆို နောက်တစ်ခါအဲ့ကမ်ပရိုင်မထောင်မဲနဲ့ဒီတိုင်းပြေးလို့မရဘူး တော့အရင်ကရောင်းနေ ကိုတိစိတ်တဲ့ကိုဆက်တာ အေးကိုယ်ဆိုစက်တာလားမစက်တာဒါမင်းဘလို့ပြန် ဟုတ် ကြ ပါ ည့်ရ ဘူး မှာ ကစိုက်ရင်ကောင်းမလားလို့ပြောရတော့တကယ်ချင်းနေအားလုံးကစက်လာဟုတ်ငါပြောတဲ့အပိုင်းကိုမပါလို့ရှိရင်အဲ့ဒါငါပြောတဲ့အပိုင်းကိုမင်းတို့ဖြတ်လိုက် လို့လဲခလေး3ယောက်မေးခလေး3ယောက်မေးလားဒါကျွန်တော်တို့ပွဲချက်ပါတော့လိုက်မှလားမလိုက်ဘူး ငါ့ကိုလိုက်ချင်တယ်ပဲကလေး၃ယောက်ကထားခဲ့လို့မရဘူးဖြစ်တယ် အဲတရားတော့ပေါက်စားပြီမခလေး3ယောက်ထားခဲ့လို့မရတရား ။ခေါ်ခဲ့မှရမယ်ချင်နေတယ်သူက ခေါ်ခဲ့သည် ။ခေါ်ခဲ့လို့ရတယ်။ညီမရှိရအဲ့မှာတော့ဖြစ်ထားတယ်။ ဒီရောက်တော့ကြံကောင်းတယ် မာခလေး3ယောက်မာအကျွေးသွင်းသေးတယ်မာကားပါရောင်းမယ်တင်နေရ 46တိန် ဒီဟိုဒီနော်တော်တော်အားရဖို့ကောင်းနေပါပြီကျွန်တော်ပြောတဲ့အတိုင်းပါပဲနော်အားရဖို့ကောင်းနေပါပြီ ဒီပြပြကိုတေးကြပါ တေးကြနေပါပြီတေးကြတော့ရှိနေပါပြီနောက်ဆုံး ဘုံလိုက်ဖို့တော့ မပြောင်းသွားပါပြီငါလဲစာ တော့ဝေသားဒီလားမလိုက်လို့ရဘူးခင်ဗျာ ငါတို့ပြတ်မှာမဟုတ်ဘူး မင်းအောင်ပြတ် ပြတ်ဘူး ဟဲ့ပတ်တကယ်ပြောနေတာဗီဒီယိုတွေစာ ကပ်မကြီးရဲမထားလို့မရဘူးလားပြောရတာအရင်ကမလက်တွေဖြစ် ဘလူးမလက်ပြစ်ပေလို့ပဲเนาะတခါတည်း ကျွန်တော်ဒီယောက်ကတက္ကသိုလ်ပထမနှစ်ကတည်းကခင်တာပေါ့နော်ကျွန်တော်တို့ယောက်ကဒန်တော့သူကနောက်ဆုံးတန်းရောက်လာကျွန်တော်ကလည်းနောက်ဆုံးတန်းလောက်ပဲရှိဆိုတော့ပါကျွန်တော်ကလည်းနောက်ဆုံးတန်းလောက်ပဲဆိုတော့ပါရှိရသူကအဲ့တန်းနောက်ထပ်ပူနောက်ကြသေးရပါတော့ ငါကြားနေမှာအားပွဲ ကျွန်တော်တို့တွဲပေါင်းတာဘာဖြစ်စေတော့စခုနှစ်နှစ်လောက်ပဲရှိပြီ 2000 6နှစ်နှစ်လောက်တော့ရှိပြီတယ်လေ အဲ့လိုပြီးတော့ privacy လည်းပေါက်နေပေါ့ တော့ကျွန်တော်အဲ့တော့ကျွန်တော်တို့အဖွဲ့ထဲမှာ main ကလေးတွေလည်းရှိရော main ကလေးရောကျွန်တော်ညပဲပြန်လိုက်တယ်ပေါ့နော် main ကလေးရော တို့ကလည်းလေကောင်းပထမလို့ပွဲရဒီကောင်ပါ ဆိုင်ရသိနေပြီပဲလေကျွန်တော်ကမပြီးသေးပါဘူး အော်မားပြီအိုင်သိနေပြီလို့ အဲ့ဒီတော့ပြန်ပြလာတယ် ကျေးဇူး ရိုက်ထားပြီမယ်လို့အားကြောင့်ဝေးရဆိုယူချက်တဲ့တော့နှစ်ဖက်ယူလေ ဘာမှမရက်ခဲ့ရ ကန္နာလည်း ဒီပါရဲ့ ငါတို့ချစ်ကြအောင်ရိုက် ဒီလိုမျိုး ဒါမှမနေလိုက်ဟောဒီ ဒီဆိုတာမပြောနဲ့တော့ရိုက်လို့နေမယ်ဘာမလဲဆိုတော့ဆက်ပြီးဒီဆိုတာမပြောဘယ်တော့မှဒီဆိုတာတိုင်းမှာမဟုတ်သေးဘူးနော်ဒီဆိုတာတိုင်းမှာမဟုတ်သေးဘူးလား တော့ပြန် အဲ့တော့လာခီဆိုတာတိုင်းမှာမဟုတ်သေးဘူးဒီဆိုတာတိုင်းမှာမဟုတ်သေးဘူးလား အားရမပေါ်နေဘူးဘာရဘာမှခုလူခုနှစ်ယောက်ရှိရောက်သွားပြီးတော့ဘာမှမပဲခိုင်းဘာရမ်းတင်းနေဘာမှမခိုင်းဘူးအဆင်မပြေအောင်ခုနှစ်ယောက်ရှိရောက်သွားပြီးတော့ လိုက်ပြီးတော့ ဟိုဒီလိုကြီးပွားဘာမှမခိုင်းရှက်စရာဘာမှနာစရာရှက်စရာဆိုတာ你们那西藏帮来了，你西藏帮来，哎，那西藏帮来就是呀，我们背包了，对，背，哦，那西藏没那里，
အောင်မသိရဘူး မင်းကိုစားလို့နောက်ကျနေတာ ဘယ်ကိုစောင်းလို့ငါနောက်ကြနေရမပေးဘူးလား မတူစားမှာငါတော့ကြာပါပြီလား မင်းသူပေးရွက်လား ငါတော့ကြာ သူကားလို့မပေးရဘူးမင်းပေးလေရဘယ်ကိုစောင်းလို့ငါနောက်ကြနေရလဲအဲ့ရကောင်တော့ဘာကြံခဲ့ရဟမ်မမီဝိုင်းမလားအဲ့ဒီဟိုခေါက်တာဆိုင်နေနေတော့မခံတော့ပါဘူးဟာကြီး အဲ့ဒါမျိုးဟိုဘက်ကဟိုဟာကိုသွားလိုက်ပြီးရော စန်တူ စမ်းပါ ဘာကြောင့် ဒီဆက်တော့ပူပေါင်းတယ်တူတူပဲလူဒါလည်းပါပဲအာဆမမို့ဆိုင်မောရဘာပြောလို့မလဲဘာလို့ပြောမှာဆက်ဝမ်းပေးနေတာ ရပါတယ်ငင်းနေရတော့မယ်ခု ဒီထဲမှာလည်းဆံပြာလေးအများကြီး အေးပြီ တော်ပါပြီကျွန်တော်ချိန်လိုက်ပါ အေးပြီအဆင်ပြေနေပါပြီ ဒီဆိုင်မို့လည်းဟိုဂျားလေးတွေမှာဆိုင်ရရှိတယ် အဆင်ပြေနေပါပြီမှာငင်းနေရတော့အခုဒီကိုရောင်းနေတဲ့အထိကို ဟိုမှာကြောက်အောင်မင်း အဝင်ဦးဆိုပြီးမြင်နေတော့ပါ ဟမ်အနှိမ့်တော့မခံတော့ဘူးပေါ့ အေးနေမခံ အနှိမ့်မခံတော့ခဏထိုင်ပြန်တော့ ပြန်လာနောက်ပါ ဟုတ်သေးဘူးကွဟုတ်သေးဘူးကွဟုတ်သေးဘူးကွ ဘယ်ကိုပါလဲ ဟုတ်သေးဘူးကွဟုတ်သေးပါဘူးကွဒီနေရာလဲငါထိုင်ရပြီချိန်မှန်ကန်နေရိုက်ပြလာဆိုင်အောင်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီလမ်းကြောင်းဟဲ့ဟဲ့ဟဲ့မင်းကဘေးကမတွေ့ရင်စမ်းသွားထိုင်မှာနော် လမ်းလျှောက်ပြီးဟိုဘက်လမ်းမှာလည်းပါအောင်မင်္ဂလာတော့မအောင်မင်္ဂလာအောင်မင်္ဂလာပါအောင်မင်္ဂလာပါမှထိုင်မှာ ပြီးတော့မှနာမည်ကြီးနေတော့ဗာလဲဒီ ဝမ်းမပိုက်တယ်ဝမ်းမပိုက်တယ်ဝမ်းမခံတာ ဟမ် ဒဝရီလန်းနဲ့ရောက်လန်းအမတ်တရား ရောက်လန်းကိုကျွန်တော်ရတယ်လို့ပဲ ပြန်လေဖြတ်တန်းတော့နေတဲ့လမ်းလျှောက်ပြီးသွားကြပါလား အခန်းသီးသန့်လေးမှာဆင်ပြေမယ်ငါတို့ဆိုတော့ ဟိုဘာအားနာစရာမလိုပါခုနကကြောင့် family ဒါဘလို့ငါ့အတန်ဒီကဘလို့စင်ပြပါလေငါ့အတန်ဒီ လူမရှိဘူးဟာဟိုဟာ ဟုတ်ငါကဘာတော့မှစင်ပြေမှာ ထိုင်နေဆိုင်မဟုတ်ဘူးကြာဘောင်းတော့ ဒီမှာလည်းအေးတယ်ဒီမှာလည်း ဟုတ် အေး တယ် ပြန်ကြတော့ ဒီကောင်းဆိုင်ကြောင့်ငါအားနာကောင်းတယ်ဒီငါ့အတန်ငါကြောင့်ပြောရတယ်ရမ်းညင်ညမ်းတယ်ပြောရညင်ညမ်းနေအတန်းနဲ့ကြည့် ဗီဒီယိုရိုက်နေတယ်ပေါ့ ဒီမှာရင်းရဒီမှာဒီမှာ ကိုကကျွန်တော်တို့ပါ ကျင်းတန်းကိုလိုက်ကြည့် နဝရီလန်းနဲ့ရောက်လန်းတောင်းရောက်နေတာဖြစ်ပါတယ် နော်တောင်မြင်လွတ်တဲ့ နဝရီလန်းနဲ့ရောက်လန်းတောင်းကျွန်တော်တို့လိုက်ပြနေတာဖြစ်ပါတယ်ကျွန်တော်ခုရောက်နေတာ the black tea black မောက်ခံရပါမင်းအဲ့လိုပုံနဲ့ဝင်လို့မရဘူး အဲ့လိုကော်ဖီတန်ကြအရင် ကော်ဖီကအရန်ဆိုင်တယ် ဟုတ်တယ် ချိုလေးတော့တွေ့ရအရန်တော့ချိုလေးလိုခံယူချက်မင်းယူထားအဲ့နေလို့ပြောရမှာနေလို့လင်မယားညကိုပြောရမှာ အဲ့လိုအတန်တန်းမို့လို့ငါဆိုင်တိုင်းမထိုင်ရရအဲ့လိုအတန်တန်းမို့လို့လေခိုင်းကြောင်နဲ့ငါအိမ်မှာလို့ငါ့ကိုတဲဘူးဆိုတော့ဘယ် မ မှ င်းကလေဖားအော်တာပဲသိတယ်မွေကြိုက်တာမသိဘူးအဲ့ဒီ ဟုတ်ဘူးကိုခိုင်းရလို့ရှိရင်သူတို့အိမ်ပေါက်ရောက်တာနဲ့ဗာလေတိတ်ကလေး ဇောက်တိတ်တဲ့အရင်ကပ်ပြီးသွားတယ်တိတ်ပေါ့မဟုတ်အောက်လောက်လဲရလေဒါတွေကစီးမဲ့နေရတော့ကြကောင်းလို့ဇောက်တိတ်နဲ့ကတ်ထားမှရ မောင်ဆက်ချပါဦးည တို့ရမယ်တော့အဲ့ဘွဲကို ဟမ်ဟိုအိမ်ပေါက်ရောက်တာနဲ့လာတန်းစီပြီးတိတ်နဲ့ကတ်ရောက်တယ်တိတ်နဲ့ကတ်ပြီးတော့မှအိမ်ထဲဝင် ချီတော့ချီပါ မေကြီးနဲ့ဟိုလည်းဖဲဝိုင်းတယ် ဘွဲဘွဲဟောတယ် ဘုံပြောပြတာပြော ဘယ်ဟောတယ် ဝေးမှာပြောတယ်ဒီလားအဲ့ဒါရောမအင်းလာရှိရလားဆိုဝေးမှာပြောတယ် အဲ့တော့အမလာတော့အားလည်းမစားဝါမရှိဘူးချီးဝင်ပါအောင်မင်းမ ကိုလေးများကိုလေးများ laughter and the tears. With you, my friend, I've got no fears. Turn the music up, let's dance in the light. With you, my friend, everything feels right. No one else compares. You're my perfect
ချင်တွဲတဲ့တော့မယ်တော့မှာတော့ကျော်တော့ငါတော့ ညာကိုလည်းပဲနေပြီ 我说喏， ဝါရဲ့အချိန်ကြီး smoking is 很早啊，smoking is the best smoking တနိုင်ငံ hands, တနိုင်ငံ smoking hands, smoking kids. yes smoking the best သူက Oh, စကားစမောက်ကိုင်း 那个把 rules 不来啊， လူပါရဲ့ 那个也把 rules 不来。你要喏，你喽，这公里效果啊不？喏，可以这样哦，အောင်မြင်လို့မအောင်မြင်လို့ပဲပေါ့ထုံးစံတိုင်းပဲမသိသေးပါဘူးဒီနေ့တော့အရန်ပြောခဲ့ပါတယ်ကျွန်တော်တို့တရားလုံးကျွန်တော်တို့ငယ်တငယ်ချင်းနေပေါ့နော်ကျွန်တော် vlog လေးကိုလည်းကျွန်တော် vlog လေးကိုလည်းအဆုံးကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက် vlog လေးကြိုင်လည်းဆက်ပြီးတော့ကြည့်ပေးပါဦးခင်ဗျာတာ တာတဲ့တာ bye 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 လွမ်းတယ်နဲ့တာ ကြာတော့မယ် အေးအေးတိုင်းတာတိုင်းတာထိုးလိုက်တာ စာ 你们好吗？苗，妈妈。